အင်္ဂါဂျိုသည်ရဲစွမ်းတတ္တိတို့နဲ့ပြည့်စုံသောစစ်သူကြီးကဲ့သို့တတ္တိရှိသောပုဂ္ဂိုလ်လို့ပြောထားတဲ့ဂျိုဖြစ်ပြီးတော့ရာဇအိမ်ဌာနသည်ဘယင်ခေါင်းဆောင်အကြီးအကဲလူကြီးကျွန်းတကယ်ကိုမှအစွမ်းတက်သောပုဂ္ဂိုလ်အဖြစ်နဲ့တည်ရှိနေတဲ့ဌာနအိမ်ဖြစ်ပြီးတော့အင်္ဂါဂျိုနဲ့ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင်အလွန်အင်မတန်မှကိုဩဇာတိတ်ကမတို့နဲ့ရဲစွမ်းတတ္တိတို့နဲ့ပြည့်စုံသောခေါင်းဆောင်ကောင်းစစ်သူကြီးကနေပြီးတော့ခေါင်းဆောင်ဖြစ်လာတဲ့ပုဂ္ဂိုလ်ပြောတဲ့တကယ်ကိုတိုက်ပွဲတွေဝင်ခဲ့ပြီးတော့မှဘယင်ဖြစ်လာတဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ရှိနေမဲ့အနေထားမျိုးလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ရာဇအိမ်ဌာနကြီးထဲမှာဆိုလို့ရှိရင်တနင်္ဂနွေသားသမီးရဲ့အင်္ဂါသားသမီးရဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာရာဇဖွားတွေဆိုလို့ရှိရင်အလွန်အင်မတန်မှကိုမိမိတို့ရဲ့ဂျိုပရိရဲ့နဲ့ဌာနအိမ်တွေကလိုက်ဖက်ညီတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဒီလိုမျိုးအင်္ဂါသားသမီးတွေဟာရာဇအိမ်ဌာနမှာမွေးဖွားလာတဲ့ရာဇဖွားအင်္ဂါသားသမီးတွေဖြစ်လာခဲ့ပြီဆိုတဲ့အခါကြလို့ရှိရင်မိမိတို့တကယ်ကိုရဲစွမ်းတတ္တိနဲ့ပြည့်စုံသောပုဂ္ဂိုလ်ဖြစ်လာအောင်ကြိုးစားအထောက်ကိုအထူးပင်လိုအပ်ပါတယ်မိမိတကယ်ကိုတတ္တိရှိတဲ့စစ်သူကြီးတယောက်လိုမျိုးတော်၎င်းဘယင်တယောက်လိုမျိုးတော်၎င်းမိမိစိတ်ထဲမှာတင်းမှတ်ထားဖို့လိုအပ်တယ်မွေးထားဖို့လိုအပ်တယ်အဓိပ္ပာယ်ကတော့ဘယင်စိတ်ခေါင်းဆောင်စိတ်တွေမွေးထားဖို့လိုအပ်တယ်လို့ပြောတာဖြစ်ပါတယ်လောကကြီးထဲမှာဘယင်ဖြစ်လာပြီးခေါင်းဆောင်ဖြစ်လာပြီးဆိုရင်စီးစိမ်ဥစ္စာနဲ့အချွေရန်တွေဟာခင်ဗျားတို့ရှားကြရတော့မလို့အလိုလိုကိုယ့်စီကိုရောက်လာမယ်ဆိုတာကိုသိနေပြီးသားပဲဖြစ်တယ်ဆိုတော့ဒီလိုမျိုးရာဇဖွားအင်္ဂါသားသမီးတွေကိုနာမည်ပေးတဲ့အခါမှာအင်္ဂါနံနဲ့စပြီးတော့တောက်ကြံနံနဲ့ဆုံးသက်ပေးတဲ့နာမည်တွေလုံးဝပေးလို့မရဘူးအင်္ဂါနံနဲ့စပြီးတော့ကြာသာဘိနံနဲ့ဆုံးသက်ပေးတဲ့နာမည်တွေလုံးဝပေးလို့မရဘူးဒါတိတ်ကိုအယံကူမှအရေးကြီးတဲ့အတွက်ကြောင့်မလို့အင်္ဂါနေ့မှာမွေးဖွားလာတဲ့အင်္ဂါသားသမီးတွေကတိုက်ဖွားဖြစ်လာခဲ့ပြီဆိုရင်ထိုနာမည်နှလုံးကိုဖြစ်နိုင်ရင်လုံးဝဒီဘဝမှာမပေးပါနဲ့လို့အကြံပေးကြပါတယ်